ရေတန်းပိုးတဲ့ချက်ကဂျန်နီရဲ့လက်လေးကိုတစ်ချက်ကြည့်လိုက်တာနဲ့လက်ချောင်းလေးကျိုးနေတာကိုချက်ချင်းသတိထားမိသွားပါတယ်အဲ့ဒါနဲ့ချက်ကဘေးနားကကောင်းလေးစီကရေခဲချောင်းကိုအမြန်ဆွဲယူကစားလိုက်ပြီးရေခဲချောင်းတုပ်လေးကိုဂျန်နီရဲ့လက်ချောင်းပေါ်တင်လိုက်တာပါပဲပြီးတော့ဂျန်နီရဲ့ခေါင်းစည်းကွင်းလေးကိုဖြုတ်ပြီးအယိုးကျိုးရင်တုံးတဲ့လက်စည်းလေးတစ်ခုအဖြစ်ချက်ချင်းဖန်တီးပေးလိုက်ပါတယ်ချက်ကတော့ဒီအတွက်ဆေးဖို့ပေးရမယ်ဆိုပြီးဂျန်နီကိုနောက်ပြောင်ပြီးတော့တာပါပဲအဲ့ဒီအချိန်မှာပဲဂျန်နီရဲ့အဖေကရောက်လာပြီးဂျန်နီကိုခေါ်သွားဖို့ပြင်းနေလုံးချက်ကဂျန်နီရဲ့လက်ကိုဆေးရုံမှာတွားပြဖို့ဂျန်နီရဲ့အဖေကိုတေချာမှလိုက်ပါတယ်နောက်တော့ဂျန်နီတို့သားအဖဆေးရုံကိုရောက်သွားကြတဲ့အခါဆရာဝန်ကဂျန်နီရဲ့လက်မှာစီးထားတဲ့ပတိလေးကိုမြင်တော့အံ့ဩသွားပြီးဒီလိုလုပ်ထားတာဟာအရန်စနစ်ကျတယ်လို့တကယ်လို့သာနောက်ကျသွားရင်ဒီလက်ချောင်းလေးကိုဆုံးရှုံးရနိုင်တယ်လို့ပြောပါတယ်အဲ့ဒီနောက်ဆရာဝန်ကဂျန်နီကို CT scan ရိုက်ရမယ်လို့ပြောလိုက်တဲ့အခါလမ်းထောက်တနေရာမှာဂျန်နီဟာရင်းနှီးနေတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်အဲ့ဒါကတော့ဂျန်နီရဲ့လက်ချောင်းလေးကိုစီးပေးခဲ့တဲ့ချက်ဖြစ်နေတာပါပဲအဲ့ဒီနောက်ဂျန်နီရဲ့အဖေကချက်ကိုကျေးဇူးတင်စကားပြောဖို့လုပ်နေတော့အပြင်းထန်ချောင်းဆိုးပါတော့တယ်ဒါကြောင့်ချက်လဲယောဂအခြေအနေကိုသိချင်တာနဲ့ဂျန်နီအဖေရဲ့ရင်ဘတ်ပေါ်လက်တင်ကြည့်လိုက်တဲ့အခါဂျန်နီအဖေကတဲ့ရဲ့လက်ကိုတုံးဖယ်လိုက်ပြီးသူနေကောင်းပါတယ်လို့ဆွေးနွေးနေခဲ့ပါတယ်ဒါပေမဲ့ခဏကြာမှပဲဂျန်နီအဖေဟာရုတ်တရက်အသက်ရှူရခက်ခဲလာပါတော့တယ်တစ်ဖက်မှာလည်းကားလမ်းမပေါ်မှာကြီးမားတဲ့ရင်တိုက်မှုတစ်ခုဖြစ်ပွားခဲ့လို့ဒဏ်ရာရသူတွေဟာဆေးရုံကိုအလုံးရင်းနဲ့ရောက်လာကြပါတယ်ဂျန်နီကလည်းအဖေဖြစ်သူဒုက္ခရောက်နေတာကိုကြည့်ပြီးစိုးရိမ်ကအဖေဖြစ်သူအတွက်ဆရာဝန်တယောက်ကိုလိုက်ရှာနေခဲ့ပါတယ်ဒါပေမဲ့ဆရာဝန်တွေအားလုံးကမတော်တဆမှုကလူနာတွေကိုကြည့်ပေးနေရတာနဲ့အလုပ်ရှုပ်နေကြပြီးဘယ်သူမှဂျန်နီကိုဂရုမစိုက်နိုင်ကြပါဘူးကလေးတစ်ပါဝအတိုင်းဂျန်နီလည်းအော်ဟစ်အကူအညီတောင်းပေမဲ့ဆရာဝန်တွေကတော့သူတို့အလုံးနဲ့သူတို့အလုပ်ရှုပ်နေကြတော့မှာပဲချက်ကလည်းဒါတွေအားလုံးကိုတိတ်တဆိတ်ကြည့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဆရာဝန်မလေးလီစာကရောက်လာပြီးဂျန်နီကိုအကျိုးအကြောင်းမေးကသူမအဖေကိုစစ်ဆေးပေးခါနီးမှာပဲဘေးနာကတာဝန်ခံဆရာဝန်ကလီစာကိုလှမ်းခေါ်လိုက်ပြန်ပါတယ်ဒါနဲ့ပဲလီစာလည်းတခြားဆရာဝန်တယောက်စီလွှဲပေးပြီးဂျန်နီရဲ့အဖေကို CT scan သွားရိုက်ပေးဖို့တောင်းဆိုလိုက်ရပါတယ်ဒါကိုမြင်တော့ချက်ကစိတ်မချတာနဲ့နောက်ကနေလိုက်သွားခဲ့ပေမဲ့တက်လီကားထဲမှာတင်ဂျန်နီဖေကရုတ်တရက်သတိလစ်သွားပါတော့တယ်ဒါကြောင့်ဂျန်နဲ့ဆရာဝန်ကသူ့ကိုတက်လီကားထဲကနေအမြန်တဲထုတ်ပြီးမြေပြင်ပေါ်မှာလှည့်လိုက်တယ်လို့ဆရာဝန်ကလည်းအရေးပေါ်ကိရိယာတွေတွားယူနေလုံးချက်ကဂျန်နီဖေရဲ့ရင်ဘတ်ပေါ်လက်တင်လိုက်တဲ့အခါသူ့ရဲ့နှလုံးပုံရိပ်ကိုသူ့စိတ်ထဲမှာအထင်သာမြင်လိုက်ရပါတော့တယ်ဒါဟာဂျန်နီရဲ့အဖေဟာနှလုံးရက်သွားပြီဆိုတာချက်သိလိုက်ရတာပါပဲအဲ့ဒီနောက်ဆရာဝန်ကအရေးပေါ်ကိရိယာတွေနဲ့ပြန်ရောက်လာပြီးလူနာကိုအသက်ရှူပိုက်ထည့်ဖို့ပြင်တဲ့အခါချက်ကတော့နှလုံးကိုအရင်စစ်ဖို့ပြောပါတယ်ဒါပေမဲ့ဆရာဝန်ကသူပြောတာကိုဂရုမစိုက်တာကြောင့်ချက်ကအသက်ရှူကိရိယာကိုဆွဲယူလိုက်ပြီးနှလုံးကိုချက်ချင်းစစ်ပါလို့ပြန်ပြောလိုက်ပါတယ်ဆရာဝန်လည်းမတက်တာတဲ့အစုံစစ်ဆေးကြည့်လိုက်တဲ့အခါဂျန်နီဖေမှာနှလုံးခုန်တမ်းမရှိတော့တာကိုတွေ့သွားပါတယ်ဒါကြောင့်ချက်ကတူနာပြုကိုနှလုံးနှိုးဆက်သွားယူခိုင်းတယ်လို့ဆရာဝန်ကိုလည်း CPR လုပ်ခိုင်းလိုက်ပါတယ်ဆရာဝန်က CPR လုပ်နေတော့မှပဲတူနာပြုကနှလုံးနှိုးဆက်နဲ့ရောက်လာပြီးချက်ကနှလုံးပြန်ခုန်လာအောင်ပြင်ဆင်လိုက်ပါတယ်ဒီလိုနဲ့ပဲချက်ရဲ့အကူအညီနဲ့ဂျန်နီရဲ့အဖေဟာနှလုံးပြန်ခုန်လာခဲ့ပါတယ်ဒါပေမဲ့ချက်ချင်းအမြန်ခွဲစိတ်ဖို့ကိုတော့လိုအပ်နေပါသေးတယ်အဲ့ဒီနောက်ခွဲစိတ်ဖို့အတွက်အားလုံးကိုပြင်ဆင်ပြီးသွားပြီဖြစ်ပေမဲ့အဲ့ဒီအချိန်မှာခွဲစိတ်ပေးနိုင်မဲ့ဆရာဝန်တယောက်မှမအားကြပြန်ပါဘူးတကယ်တော့ရင်တိုက်မှုကြောင့်ခွဲစိတ်ဆရာဝန်တွေအားလုံးဟာတခြားခွဲစိတ်ခန်းတွေမှာအလုပ်ရှုပ်နေကြလို့ပါပဲအဲ့ဒီအချိန်မှာခွဲစိတ်ခန်းကနေတူနာပြုတယောက်ကထွက်လာပြီးအခုချက်ချင်းခွဲစိတ်မှုမလုပ်ရင်ဂျန်နီရဲ့အဖေဟာအချိန်မရွေးတည်ဆုံသွားနိုင်တယ်လို့ပြောနေတာကိုကြားလိုက်ရတဲ့အခါဂျန်နီလည်းမျက်ရည်ကျနေုံကလွယ်လို့ဘာမှမတတ်နိုင်ရှာပါဘူးအခုချိန်မှာဂျန်နီတိတာကတော့ချက်တယောက်ပဲအဖေဖြစ်သူကိုကဲနိုင်မှာဖြစ်တာကြောင့်ချက်ကိုခွဲစိတ်ပေးစေချင်နေပါတယ်ဒါပေမဲ့တခြားဆေးရုံမှာလာပြီးခွဲစိတ်တာဟာချက်ရဲ့ဆေးဘက်ဆိုင်ရာအသက်မွေးဝမ်းကြောင်းကိုအဆုံးသတ်သွားစေနိုင်ပါတယ်အဲ့ဒီနောက်ချက်ကထွက်သွားဖို့လုပ်တဲ့အခါဂျန်နီကလက်လန်းဆွဲလိုက်ပြီးဆေးကုသမှုဆေးအဖြစ်သူမရဲ့တပြားတည်းသောအကျွေးဆေးလေးကိုချက်ရဲ့လက်ထဲထည့်ပေးလိုက်ပါတယ်အဲ့ဒီအခါချက်ကဂျန်နီရဲ့မျက်နှာပေါ်ကမျက်ရည်တွေကိုမြင်ပြီးတနာသွားတာကြောင့်ဘလို့ကျိုးဆက်တွေပဲရင်ဆိုင်ရပါစေဂျန်နီရဲ့အဖေဖြစ်သူကိုကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်